โอเคအားလုံးဝဲမင်္ဂလာပါမျိုးကြီး gaming YouTube channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ event တစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ event ကတော့ကျွန်တော်တို့ဒီ Mobile Legends official server မှာရောအကုန်လုံး in game မေးထဲမှာပါကျွန်တော်ဒီ event ရဲ့ link ကိုလာပြီးတော့ပြထားချပြီးအကုန်လုံးမှာရောက်ထားတယ်ပေါ့နော်ကျွန်တော်ဘယ်နေ့ရောက်တာလဲဆိုတော့ဒီနေ့လွန်ခဲ့တဲ့2ရက်လောက်ကပေါ့2ရက်လောက်ကရောက်ထားတယ်အဲ့ event အကြောင်းကိုနည်းနည်းကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ် okay ဒီ event မှာဘာတွေပါမလဲဆိုတော့ကျွန်တော်ဒီမှာ okay တွားကြည့်မယ်ဒါကတော့တင်သွင်းမှု bonus ဆိုတော့အကုန်လုံးတင်တဲ့လူတိုင်းရမှာပေါ့တင်တဲ့လူတိုင်းဘာရမလဲဆိုရင်ဒီ solar ရဲ့ emote လေးအထူးသဖြင့် emote လေးကိုရမယ်ပေါ့နော် event ပြီးလို့နှစ်ပတ်အတွင်းမှာဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့လာမလာတော့ကျောင်းမှာပဲကြည့်ရမှာပေါ့ကျွန်တော်တို့ okay ဒီမှာဆိုရင်ကြည့်ရှုတဲ့လူများရင်များသလိုပေါ့နော် diamond တွေရမှာပေါ့YouTube မှာဆိုရင်ဆိုတာ diamond ထိတိုက်ရမယ်ပေါ့ Facebook ကနည်းနည်းများသွားပြီ Instagram ရောအကုန်လုံးပေါ့နော်ဒီမှာ TikTok ပါလာတော့မတွေ့ဘူးဗျာ TikTok ကတကယ်တဲ့အပေါ်မှာသူပြထားတဲ့အတိုင်းဆိုရင် TikTok ပါမှာပေါ့နော် TikTok ကဒီမှာပါမှာမစိုးပါဘူး Okay ဒီဘက်မှာကျွန်တော်တခုကြိုက်တဲ့အချက်လေးရှိမယ်ပေါ့ပြမယ်ဘယ်ရောက်သွားလဲဆိုတော့ okay ဒီမှာ make sure ဆူလဲဆောက်ဆိုတာလေးဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတင်လိုက်မယ်ဒါပြမှာရပါပါဗီဒီယိုတစ်ခုတင်လိုက်မယ်ဗျာဗီဒီယိုတစ်ခုထားလိုက်တော့ဒီမှာဗီဒီယိုတစ်ခုဒါလေးတစ်ခုဗျာဗီဒီယိုလေးတစ်ခုကိုရိုက်လိုက်ရောရိုက်လိုက်ပြီးတင်လိုက်မယ်ဗျာတင်လိုက်လို့ရှိရင်ဘာဖြစ်သွားမလဲဆိုရင်နေထားလိုက်တော့အဲ့လိုတင်ပြီးသွားပြီမို့လားတင်ပြီးသွားရင်ဆိုရင်ကျွန်တော်ဒီမှာအသင်အထူးတိတဲ့ comment ကိုကူးယူရဆိုတာရှိတယ်အဲ့တော့နှိပ်လိုက်ဒါကျွန်တော်တစ်ခုတင်ပြီးသွားပြီဗီဒီယိုတစ်ပုတ်တင်ပြီးသွားပြီဖြစ်တဲ့အတွက် comment ကူးလို့ရတယ်ဗျာအဲ့ comment ကိုကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုရဲ့အောက်မှာသွားပြီးတော့မှန်ရမှာကိုဗီဒီယိုရဲ့အောက်မှာကိုယ့်ကို comment မှန်ရမှာဗျာအဲ့ comment ကိုတော့မှန်လိုက်လို့ရှိရင်အဲ့ comment မှာဘာပါမလဲဆိုရင်တို့ link လေးတစ်ခုပါမယ်ဗျာအဲ့ link ကဒီ Mobile Legends application ရဲ့ link အဲ့ link လေးပါသွားမယ်အဲ့ link လေးပါသွားမယ်ဆိုရင်အဲ့ link မှာအဲ့ link ကနေပြီးတော့ Mobile Legends ကိုထောင်းတဲ့သူတွေအရေးအတွက်ပေါ်မူတည်ပြီးကျွန်တော်တို့က diamond ရမှာဘယ်လိုရမလဲဆိုတော့ဒီမှာကျွန်တော်တို့ diamond ဒီအောက်ကဟာလေးပေါ့နော် message ဆုလက်ဆောင်ဆိုတာလေးသူကလူတစ်ယောက်တော့ရင် diamond 50ရမယ်လူ2ယောက်ကနေ5ယောက်ထိတောင်းလို့ချင်း diamond 100ရမယ်ထားပါတော့လူ2ယောက်တောင်းရင် diamond 100ရမယ်လူ6ယောက်တောင်းရင် diamond 150ရမယ်လူ10ယောက်နဲ့အထက်17ယောက်12ယောက်10ယောက်ထားပါတော့17ယောက်ပေါ့နော်17ယောက်ထောင်းလို့ချင်း diamond 200ရမယ်ကောင်းတယ်ပေါ့နော်ဒါဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီ view မတက်တဲ့ channel တွေကျွန်တော်တို့လိုမျိုး view မပါ view ထားပါတော့ view မရှိသေးတဲ့ channel တွေအတွက်ကတော့ကောင်းတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အိမ်တွေမှာကျွန်တော်အဖေအမေတွေရဲ့ဖုန်းတွေကကျတော့ဒီ mobile လေးကိုထောင်းမထားဘူးဗျာထောင်းမထားတော့အဲ့ဖုန်းတွေကနေပြီးတော့ကိုယ့်အနေနဲ့ကိုဝင်ပြီးတော့ထောင်းလိုက်လို့ရတယ်အနည်းဆုံးတော့ကျွန်တော်ဖုန်းနှလုံးလောက်ကတော့ရှိမယ်ဗျာ diamond 100ကတော့ဘလို့နေရနိုင်ရပါတော့အဲ့တော့ဒီဘက်မှာသွားပြီးတော့နည်းနည်း try ကြည့်ဖို့အကြံပေးခြင်းနဲ့ဒီဘယ်ကနေနေ TikTok ကနေလည်း try လို့ရတယ်ဘယ်နေ try လို့ရတယ်ပေါ့နော်ဒီတကယ်လို့ကျွန်တော်တို့ in game မေးမှာလင်းမကြောက်ဘူးဘာညာဆိုလို့ကျွန်တော်ဒီ event ရဲ့ link ကိုdescription နဲ့ဒီ comments box မှာချပေးထားမယ်ပေါ့နော်အစိုးရလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ